ဒီစာအုပ်လေးကတင်းရဲ့ဘဝခြေလမ်းတွေကိုဘယ်လိုစတင်ပြီးလဲရမလဲလဲပြိုနေတဲ့တင်းရဲ့ဘဝကိုအင်အားနဲ့ပြန်လဲပြီးထနိုင်ဖို့ရဲ့အတွက်ခွန်အားပေးတဲ့စကားလုံးအများကြီးပါရှိသလိုရက်တက်နေတဲ့တင်းရဲ့ခြေလမ်းတွေကိုအရှိန်နဲ့ပြန်လဲပြီးပန်းနိုင်ကိုအရောက်ပြေးနိုင်ဖို့ရဲ့အတွက်ခွန်အားတွေကိုပေးနိုင်တဲ့စကားလုံးတွေမြောက်များစွာဒီစာအုပ်လေးထဲမှာပါရှိနေပါတယ်လောကမှာဆုံးရှုံးမှုတွေကြုံတွေ့ရတတ်ပါတယ်ဒီဆုံးရှုံးမှုတွေကြောင့်အနာဂတ်ကိုရင်ဆိုင်ဖို့မဝန့်ရဲတော့တဲ့သူတွေဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အချိန်ကနေစပြီးခြေလမ်းပေါင်းမြောက်များစွာကိုမိမိကိုယ်ကိုမိမိယုံကြည်စိတ်ချမှုအပြည့်နဲ့စတင်ခြေလမ်းလန်းပြီးမရောက်နိုင်မှုဆိုတဲ့ပန်းနိုင်တွေကိုအရောက်လန်းနိုင်ဖို့ရန်အတွက်တွန်းအားပေးခွန်အားပေးသွားပြီးဆွဲခေါ်သွားမဲ့စကားလုံးတွေမြောက်များစွာပါရှိတဲ့အတွက်ကြောင့်မလို့ဒီစာအုပ်လေးကိုဖတ်ရှုပြီးခွန်အားအပြည့်နဲ့ပန်းနိုင်ကိုရအောင်ပြေးနိုင်မှုအတွက်ဖြစ်ပါတယ်။